Number 1 နဲ့ 2 မှာ overflow ပွဲကြီးရှိတာတည်ပြီးကြပြီဟုတ်လူငယ်အများကြီးကြိုက်ကြတဲ့ overflow ပွဲကြီးမှာအမိုက်စား feeling တွေခံစားရစေနိုင်ဖို့ Leaf Motor ကလည်း official sponsor အနေနဲ့ပါဝင်အားဖြစ်ပေးထားပါတယ် Leaf Motor EV ကားသစ်တွေဝယ်ယူထားကြတဲ့ Leaf Motor family member တွေအတွက်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Leaf Motor ကနေလက်ဆောင်လေးတွေစီစဉ်ပေးထားပါတယ်ရှင်အဲ့ဒါကတော့ T03 model ဝယ်ထားတဲ့သူတွေအတွက် overflow GA ticket C01, C11 နဲ့ C16 ဝယ်ယူထားတဲ့ customer တွေအတွက် overflow VIP ticket တွေကိုမြစ်တာလက်ဆောင်ပေးသွားမှာဖြစ်လို့အောက်တိုဘာလ29ရက်နေ့ကနေ31ရက်နေ့အထိ Leaf Motor မြန်မာရဲ့ official showroom တွေဖြစ်တဲ့ Leaf Motor မြန်မာကြိုက်ကစံ Leaf Motor ရှစ်မိုင် Leaf Motor မန္တလေးကြိုက်တဲ့ showroom မှာကိုဝယ်ထားတဲ့ကားလေးကိုမောင်းပြီးတော့ ticket လေးတွေလာရောက်ထုတ်ယူလို့ရပါတယ်ရှင်ကဲ overflow ပွဲကြီးမှာ Leaf Motor family member တွေအတူတူကဲနိုင်မို့ ticket လေးတွေအမြန်လာထုတ်လိုက်ကြတော့နော်